cryptocurrency အကြောင်းပြောလိုက်တယ်ဆိုလို့ရှိရင် Binance Exchange သူ့ရဲ့ founder CZ အကြောင်းကိုလူတိုင်းသိကြပါပါလူတိုင်းသိတဲ့ CZ ဆိုတဲ့ကောင်လေးဟာတစ်ချိန်လုံးကဘာကာရောင်းခဲ့တဲ့ကောင်လေးတယောက်ဆိုတော့မိတ်ဆွေတို့သိပါသလား CZ ဟာသူ့ရဲ့ဘဝကိုအယိုးရှင်းဆုံးနဲ့စတင်ခဲ့ပါတယ်။ကျော်တက်ရွယ်ကာလတုန်းကကနေဒါနိုင်ငံမှာရှိတဲ့ McDonald fast food chain မှာဘာကာလှန်တာရေဆေးစီထိုးတာလက်ရှိတိုင်းမှာဝင်လုပ်တာစတဲ့အလုပ်တွေလုပ်ပြီးတော့ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေကိုဦးစားပေးလုပ်ကိုင်ရင်းနဲ့သူ့ရဲ့မိသားစုကိုစီးပွားရေးအတွက်ကူညီထောက်ပံ့ခဲ့ရပူးပါတယ်။အဲဒီနောက်မှာတော့ကွန်ပျူတာ programmer တဦးဖြစ်နေရက်တီလာနိုင်ပြီးတော့စူးစမ်းပန်းစားနဲ့လုပ်ကိုင်ခဲ့ရမှာတစ်စစ်သူ့ရဲ့ပထမဦးဆုံးအိမ်ခန်းကိုဝယ်ယူနိုင်ခဲ့ပါတယ်။သူ့ဘဝဇလန်းရဲ့အလှည့်ပြောင်းကတော့လွန်ခဲ့တဲ့2014ခုနှစ်မှာစတင်ခဲ့ပါတယ်။ CZ ဟာသူဝယ်ထားတဲ့ American Dollar 9 သိန်းတန်ဖိုးရှိတဲ့တိုက်ခန်းကိုရောင်းချခဲ့ပြီးတဲ့ကာလမှာအဲ့ရတဲ့ပတ်စံတွေအားလုံးကိုသုံးတရာတေချာမှုဆိုတာမမြင်နိုင်တဲ့အနာဂတ်တစ်ခုတွေကိုရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ Bitcoin ဆိုတဲ့ cryptocurrency digital ငွေကြေးရဲ့တန်ဖိုးဟာဆိုလို့ရှိရင် American Dollar 600 ဝန်းကျင်သာရှိခဲ့ပါတယ်။သူဟာစုစုပေါင်း Bitcoin 1500ကိုဝယ်ယူရရှိခဲ့ပါတယ်။သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာမကြာခင်အချိန်ကာလမှာတော့တန်ဖိုး90%ထက်မကကျဆင်းလို့တွားခဲ့ပါတယ်။သူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူငယ်တွေတငယ်ချင်းတွေမိသားစုတွေသူ့ရဲ့မိခင်ပါမကြက်ဒီ cryptocurrency လောက်တာကအတိတ်ပဲမဲ့တဲ့အလုပ်လုံးဝအနာဂတ်မရှိတဲ့အလုပ်လုပ်နေတယ်ဆိုပြီးတော့သတ်မှတ်ခဲ့ကြတယ်ဝိုင်းဝန်းလှောင်ပြောင်ရေမောခဲ့ကြပါတယ်ဒါပေမဲ့ CZ ကတော့လောကဒဏ်ဆိုးဝါးမှုကိုမတုံမလှုပ်ပဲနဲ့သူယုံကြည်ရာခီးလန်းကိုဆက်ပြီးတော့ရှောက်လန်းခဲ့ပါတယ်အဲဒီနောက်မှာတော့ Bitcoin ရဲ့တန်ဖိုးဟာ American Dollar 1000ကနေပြီးတော့1000နောက်ဆုံးမှာတော့2000အထိခုန်တက်သွားတဲ့အခါမှာသူ့ရဲ့ဒေါ်လာ9သိန်းရင်းနှီးမြှုပ်နှံမှုဟာအချိန်တိုအတွင်းမှာပဲဒေါ်လာ168သန်းအဖြစ်ပြောင်းလဲလို့သွားခဲ့ပါပြီဒီဇလန်းကိုနားထောင်ကြည့်မယ်ဆိုလို့ရှိရင် CZ ကကန်ကောင်းယုံတက်တက်ပဲမဟုတ်ပါဘူးအခြားသူတွေကအင်တာနက်ပတ်စံကင်တွယ်လို့မရဘူးထိတွေ့လို့မရဘူးလေတွေက digital currency ပဲဒါတွေကအတူရောင်ပဲလို့လောင်ပြောင်နေတဲ့အချိန်မှာ CZ တယောက်ဆိုလို့ရှိရင်တော့ crypto နည်းပညာကိုသူများတွေထက်အချိန်ပေးပြီးတော့ပုံမလေ့လာခဲ့ပါတယ်အများစုက mainstream media မှာလူအများစုလစ်လျူရှုခြင်းခံရတဲ့ crypto ရဲ့တကယ်အလုပ်လုပ်ပုံကိုနားလည်အောင်လို့လဲစူးစမ်းပြီးသင်ယူခဲ့ပါတယ်အဲဒီကရရှိခဲ့တဲ့ဘူးတူတာတွေကပဲ CZ ကိုလက်ရှိချိန်မှာတော့ကမ္ဘာပေါ်မှာအကြီးဆုံး crypto exchange platform တွေကတစ်ခုဖြစ်တဲ့Binance Exchange ကိုတည်ထောင်နိုင်ဖို့အတွက်အခွင့်အလမ်းတွေဖြစ်ပေါ်လာစေခဲ့ပါတယ်။သူဟာလောင်းစားလုပ်ခဲ့တာလုံးဝမဟုတ်ပါဘူး။သူဟာစနစ်တကျနဲ့တေချာလေးလာပြီးတော့မှလုပ်ငန်းကိုလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။စီးပွားရေးလုပ်တယ်ဆိုတာက risk ဆိုတဲ့စွန့်စားမှုရှိပါတယ်။ဘာမှစွန့်စားမှု risk မရှိဘဲနဲ့ဘယ်အရာမှမအောင်မြင်နိုင်ပါဘူး။မိတ်ဆွေတို့လည်းကြားဖို့မှာပါ။ဒီလူကအလုပ်တစ်ခုကိုဆက်ဆက်မတ်မတ်လုပ်နေတယ်ဆိုလို့ရှိရင်ဒီလူကတော့ယူရင်ယူမယူရင်ထူးပဲဆိုပြီးတော့ကျွန်တော်တို့ငယ်စဉ်ခါတုန်းကလူကြီးသူမတွေပြောတန်ဆိုတန်တွေကိုအစင်မြဲကြားခဲ့ပူပါတယ်အခုတော့ CZ ရဲ့ risk စွန့်စားမှုယူဆောင်ခြင်းရာဆိုလို့ရှိရင်တော့သူ့ဘဝကိုထူးခြားသွားစေတဲ့အပြောင်းအလဲတစ်ခုလည်းဖြစ်သွားစေခဲ့ပါတယ်ဒီလိုမျိုးအောင်မြင်မှုတွေရဲ့အစပြုရာမှာရိုးရှင်းတဲ့မိကွန်းလေးတစ်ခုကနေ CZ အနေနဲ့စတင်ခဲ့ပါတယ်ဒီ crypto မှာဖြစ်ပျက်နေတဲ့ကိစ္စရပ်ကြီးတစ်ခုလုံးကိုတကယ်နားလည်သွားအောင်လို့စူးစမ်းကြည့်ဘာတွေထပ်ပြီးတော့ဖြစ်လာနိုင်မလဲဆိုတဲ့မိကွန်းကနေစခဲ့တာပါတဲ့မိတ်ဆွေတို့အနေနဲ့ဘယ်နယ်ပယ်မှာမဆိုအောင်မြင်မှုဆိုတာကကံကောင်းမှုထက်လိလာခြင်းတွေနားလည်သဘောပေါက်ခြင်းတွေဒီဇိုင်းမတ်အစင်မပြတ်လှုပ်ဆောင်မှုတွေစီးစနစ်ကြခြင်းတွေစတာတွေကနေပြီးတော့ဆင်းသက်လာတယ်ဆိုတာကိုလည်း CZ ရဲ့အခုကျွန်တော်ပြောပြတဲ့ဇလန်လေးကနေပြီးတော့တက်တည်ပြနေပါတယ်ဒေါ်လာ9သိန်းတန်ဖိုးရှိတဲ့ယင်းနှီးမှသည့်ငွေနဲ့ကိုမသိနားမလဲကမ္ဘာပေါ်မှာလည်းအသေးစမ်းဖြစ်တဲ့ cryptocurrency industry ကိုစတင်စူးစမ်းခဲ့တဲ့ CZ ဟာဆိုလို့ရှိရင်အခုလက်ရှိချိန်မှာတော့ American Dollar 80 ဘီလီယံပမာဏချမ်းသာကြွယ်ဝတဲ့ crypto တထေးကြီးတူဖြစ်နေပါပြီခင်ဗျာနောက်ဗီဒီယိုမှာလည်းလူညဘောကနေစပြီးတော့ဒိတ်ဒိတ်ကျဲတိုးတက်အောင်မြင်လာခဲ့တဲ့ entrepreneur တွေအကြောင်းကိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက်စောင့်ကြည့်ပေးပါအောင်လို့ပြောကြချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်